လောဘလူတွေရဲ့လောဘကိုသိကြရမှာလားလူတွေကလေလောဘနဲ့အတ္တမှာလေလုံးဝအတော်မတတ်နိုင်တာနော်ကဲဟက်တာကို recommend ပေးရှင်တဲ့ဒီဇာတ်ကားလေးကကြတော့ဒီအခုတလောမှာဒီအရန်ကို viral ဖြစ်နေတဲ့ဒီ Frankenstein 2025ဒီဇာတ်ကားလေးကို recommend ပေးရှင်တာဖြစ်ပါတယ်ရှင်ဒီဇာတ်ကားလေးမှာအရန် interesting ဖြစ်တဲ့ fact တစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဒီဇာတ်ကားမှာပေါ့နော်မထင်မှတ်ထားတဲ့တေးဥစ္စာဒီစင်ဖုစကားတွေကဒီမင်းသားပါဖြစ်ပါတယ်ရှင်။ဒါကဒီမင်းသားပါလို့တွားကြည့်ရတာမဟုတ်ဘူး။ဒီဇက်ကဒီ Frankenstein ဇက်ကားရဲ့မှာရှင်မောစတာတယောက်ဆောင်ကောင်းလိုက်လားလို့သွားပြီးတော့အထားကိုကြည့်ကြမှာအဲ့ဒီမင်းသားမှန်သိရတာ။လုံးဝတယောက်ဆောင်ချက်တည်းလုံးဝလန်ထွက်နေရောဒီ romance တွေပဲရိုင်းနေတဲ့မင်းသားနဲ့တော့မတူဘူးအရန်ကောင်မှကောင်းပါတယ်ရှင်။ဒီဇက်ကသူကအရန်ကိုကြောက်ဆက်ပါတာမဟုတ်ပါနဲ့အရန်ကိုဒီ beautiful ဖြစ်တဲ့ဇက်ကားလို့ပြောလို့ရပါတယ်ရှင်။ဒီ Victor Frankenstein လို့ခေါ်တဲ့ဒီတပ်ပညာရှင်တယောက်ကကြောက်တော့ဒီလူသေးအလောင်းတွေရဲ့ body ပိုင်းစားတွေကိုသူကစုပြီးတော့သူကဝိညာဉ်မခေါ်ပဲနဲ့သူကလျှက်စစ်နည်းပညာနဲ့သူကအသက်ပြန်သွင်းတာပေါ့နော်။သူကအဲ့လိုနည်းနဲ့ပဲသူကဒီ monster တက်ကောင်တင်ခဲ့တယ်။ဒါပေမဲ့ဒီအဲ့ monster ကသူထင်တာလို့ပဲသူကလမ်းတော့လျှောက်တတ်ပါရဲ့ဒါပေမဲ့လူလိုမျိုးသူကတွတ်တက်တဲ့ brain ပါမလားဘူးသူဘဝကသူက clay လိုဖြစ်နေတော့အကုန်ပြန်သေးပြရမယ်သဘောဖြစ်နေရပေါ့နော်အဲ့ monster ပတ်တက်တာဆိုသူက Victor ပဲရှိရဲ့အဲ့နဲ့ဒီသိပ္ပံပညာရှင်ကအဲ့ Victor ကသူကစိတ်မရှိတော့ဒီ monster ကိုသူကဖျက်ဆီးဖို့တက်ကြိုးစားတယ်ဒါပေမဲ့ဖျက်ဆီးတဲ့အခါမှာဒီ monster ကမသေးသွားပဲနဲ့လွတ်မြောက်သွားပြီးတော့လူတယောက်နဲ့တွေ့တဲ့အခါသူကဒီလူစကားသူသဘောပါတွေကိုဘလို့လမ်းလုံးခဲ့တာတွေကိုအထူးကဒီစကားမှာလှပစွာကြည့်ရမှာဖြစ်ပါတယ်ရှင်ဟန်တာရဲ့ rating ကတော့10 out of 10ပါအဲ့တော့ကြည့်လိုက်ကြပါဦး